Hi everyone, I am Emery and welcome back to my channel. ဒီနေ့ Emery စာဖတ်ပြမယ့်အစီအစဉ်လေးလုပ်ဖို့ရည်ရွယ်ထားပါတယ်။ဒီနေ့အတွက်ရေးချယ်ထားတဲ့စာအုပ်လေးကတော့ဆရာမထက်ထက်ထွန်းရဲ့နေ့တိုင်းပြောပါတယ်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဘာကြောင့်ဒီစာအုပ်လေးကိုရွေးချယ်ရလဲဆိုရင်သူရဲ့စာအုပ်နာမည်အတိုင်းပဲတကယ်မှန်ကန်စွာပြောချင်တဲ့သူတွေအတွက်မှန်ကန်တဲ့အတွေ့အခေါ်မှန်ကန်တဲ့စိတ်ရည်တဘောထားတွေပေးစွမ်းတဲ့စာအုပ်လေးလို့ပြောလို့ရတယ်ပေါ့နော်။ကိုယ့်ရဲ့နေ့စဉ်ဒီဝါကိစ္စရေးကြောင့်အများကြီးပင်ပန်းပြီး stress ပြီးနေရလို့ခံစားနေရတဲ့အချိန်လေးမှာဒီစာအုပ်လေးကိုဖတ်ဖြစ်မယ်ဆိုရင်တေချာပေါက်ကိုယ့်ရဲ့စိတ်လေးကိုပြန်လဲရွှင်လန်းသွားအောင်လုပ်ပေးနိုင်မယ်ဆိုတာ Emery ယုံကြည်ရဲ့ဒီစာအုပ်ထဲမှာဆိုရင်နီလန်မောင်100နီလန်ပါတယ်အကြောင်းအရာတစ်ခုတိုင်းကိုတကယ်တူတူလေးနဲ့ထိထိမိမိရေးသားထားတာကိုတွေ့ရတယ်ဒါကြောင့်မို့ဖတ်ရတာလည်းမပင်ပန်းဘူးရှင်းလင်းတဲ့အတွေးခေါ်အသိအမြင်ကိုလည်းရစေရပေါ့နော်ဒါကြောင့်ဒီစာအုပ်လေးကိုဒီနေ့ရွေးချယ်ထားခြင်းဖြစ်တဲ့နီလန်မောင်100တစ်ခုလုံးကိုအခုချိန်မှာ sharing လုပ်သွားမှာမဟုတ်ဘူး Emery အနည်းစဉ်ကို remind လုပ်ဖြစ်တဲ့နီလန်3ခုကို sharing လုပ်ပေးချင်ပါတယ်ဆိုတော့စားလိုက်ကြပါစို့လားရှင်ကျမရေးကို view decide တွေပါဒီနေ့နေရတာကိုကျမရေးလို့ချင်လားနေကောင်းတယ်လို့ချင်လားကိုကျမရေးလို့သိမထင်ဘူးငါတော်တမ်းမာတာပဲနေရထိုင်ရတာလဲပေါ့ပါလိုက်တာမအားရင်နေတော်များတာပဲလို့မတွေးမိဘူးဆိုရင်အဲ့ဒါကို seriously အလေးနဲ့သဘောထားရမယ်။တိကျတဲ့အစီအစဉ်နဲ့ကိုယ်ခန္ဓာကိုကျမတန်ဆွမ်းဖို့လုပ်ရမယ်။တကယ်လုံးမဖြစ်တော့မယ်လို့နားလည်ရမယ်။တကယ်ကိုပြပြတသားသိပြီးလုံးမဲ့အစီအစဉ်တစ်ခုဆွဲပြီးလုပ်မယ်ဆိုရင်ကျမတန်ဆွမ်းနေဆိုတာကိုရဖို့အခွင့်အရေးတစ်ခုကိုပေးလိုက်တာပါပဲ။တယောက်တည်းညှင်းညူပြီးကိုရကဲရမယ်ဖြစ်နေဖို့မလိုပါဘူး။ကန်စီမယာခံရမယ်တနာဆရာတတဝါလေးဘဝလည်းအဖြစ်မခံနိုင်ပါဘူးကိုတက်ကြွတဲ့စိတ်နဲ့တက်ကြွတဲ့အတွေ့နဲ့ညှော်လင်းချက်တွေနဲ့အကောင်းမြင်တဲ့စိတ်တဘောထားကိုသာထားပါသိထားရမှာကငါကျမ်းမအောင်ငါဟာငါလုပ်ယူလို့ရတယ်ဆိုတာပဲလှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေပြင်းသည်ဖြစ်စေဘာပဲဖြစ်ပါစေပို့ပြီးကျမ်းမရေးကောင်းမှုကိုကြိုက်တဲ့ကိုလက်လှုပ်ရှားမှုအားကစားတစ်ခုကိုစလုပ်လိုက်ပါကျမရေးစစ်ဆေးမှုလည်းအခုပဲဒီနေ့ပဲလုပ်လိုက်ပါနော်ကျမရေးစစ်ဆေးမှုကိုလည်းမှန်လုပ်ပါဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ခန္ဓာကိုယ်ကျမကြန့်ခိုင်မှုကိုကိုယ့်လက်ထဲမှာထားနိုင်တဲ့သူဟာကိုယ့်ဘဝရဲ့တခြားအရေးကြီးတဲ့အရာတွေကိုလည်းကိုယ့်လက်ထဲမှာထားနိုင်တဲ့သူပဲဖြစ်မှာရအောင်လုပ်နိုင်တဲ့သူပဲဖြစ်မှာပဲခန္ဓာကိုယ်ကျမရေးကောင်းမှုလုပ်တဲ့သူဟာစိတ်ကျမရေးလည်းပိုကောင်းလာတယ် strong body ရှိမှ strong mind ရှိမယ် strong mindကျမ်းမာကြခိုင်တဲ့စိတ်ဖြစ်ဖို့ strong body ကျမ်းမာကြခိုင်တဲ့ခန္ဓာကိုယ်အရင်ရှိဖို့လိုပါတယ်ဒီနေ့ကိုပြင်းတဲ့နေ့ဖြစ်အောင်လုပ်ပါတနေ့တာကိုဖြုံးပြလိုက်ဖို့ဟာနေ့တွေရက်တွေကပေါများမနေဘူးတဘောအတာကိုရလိုက်တယ်ဆိုတာတနေ့ပြီးမှတနေ့ပြီးမှတနေ့ရတာဒီထက်ပိုပြီးအသေးစိတ်ရမယ်ဆိုရင်တခဏပြီးမှတခဏပြီးမှတခဏရတာ moment to moment ပဲရတယ်တပြိုင်တည်းနှစ်ခဏတော့မရဘူးဒီတခဏကိုလည်းဖြုံးပြမယ်နောက်တခဏကိုလည်းဖြုံးပြမယ်ဆိုရင်ဒီလိုနဲ့တနေ့ပြီးတနေ့ကုန်သွားရောဖြစ်မှာနော်တနေ့တာဟာမပြီးပြင်းလိုက်ဘူးရောင်တန်တောင်နဲ့ဟိုဟာလုတ်တလို့ဒီဟာလုတ်တလို့ဟိုကိစ္စအရေးကြီးတလို့ဒီကိစ္စအရေးကြီးတလို့နဲ့ငါတနေ့တာဟာမပြီးပြင်းလိုက်ဘူးဆိုတာကိုယ်သိဉာဏ်နဲ့ကိုယ်စိတ်ကသိနေတယ်အဲ့ဒါကိုခံရခက်တယ်ဒါပေမဲ့ပြက်သားဆုံးဖြတ်ပြီးမပြောင်းလဲဖြစ်သေးဘူးအဲ့ဒီတော့ကိုစိတ်တိုင်းမကြကိုပတ်ဝန်းကျင်ကိုလည်းစိတ်တိုင်းမကြကိုမိသားစုကိုလည်းမချင်မနှက်ဖြစ်နေတတ်တယ်အဲ့ဒါကပြဿနာကိုပိုကြီးစေရယ်ပြက်သားတရားမှာကအဓိကကငါပဲဆိုတာပဲကိုရင်ထဲကမချင်တဲ့စိတ်အခန့်တက်ကြီးကတနေ့တာကုံသွားပုံကြီးကိုမချင်တဲ့နေတယ်ဆိုတာသိရမယ်သိပြီးဆိုရင်လည်းဖြစ်တတ်တာကစီမံကိန်းအကြီးကြီးချပြီးလုံးမရမယ်လို့ထင်တတ်တယ်အဲ့ဒါကလည်းမှားတယ်ဘာလို့လဲဆိုတော့စီမံကိန်းကကြီးလေးလှုပ်ဖြစ်ဖို့အလှမ်းဝေးလေးပဲပြီးတော့လေတာဝန်တည်တဲ့သူတယောက်အနေနဲ့ရှောင်လွှဲခြင်းတိုင်းရှောင်လွှဲလို့မရတာတွေအများကြီးရှိတယ်ဒီတော့ယူရမယ့်တာဝန်တွေကလည်းယူအောင်မယ်ပြီးရင်ကိုဝါသနာပါတာလေးတွေလုပ်ဖို့အချိန်လေးလည်းရှာယူရအောင်မယ်ကိုအတွက်အရေးကြီးဆုံးဖြစ်တဲ့စိတ်ပိုင်းအသိဉာဏ်ပိုင်းတိုးတက်မြင့်မားဖို့လည်းအချိန်ပေးမယ်ငါတနေ့တာကိုငါကျေနပ်ဖို့လုပ်မယ်ငါအချိန်ကိုငါစီမံခန့်ခွဲမယ်ဒီလိုအတွေးလေးတွေကိုရှင်းလေးအေးချမ်းလေးစဉ်းစားပြီးတွေးပါနော်လုပ်ဖြစ်အောင်လဲလုပ်လိုက်ပါဒါဟာပညာပါတနေ့တာအတွင်းလှုပ်တဲ့နာတွေလုပ်နေတော့
လှုပ်ချင်တာတွေလုပ်နေတော့မှလှုပ်သမျှကိုတတိနဲ့တိအောင်ကြိုးစားကြည့်ပါဘာပဲလဲလို့ကိုလုံနေတာလေးကိုတတိလေးတက်နိုင်တဲ့ကတ်နေအောင်ကြိုးစားသွားပါဒီလိုတတိကနိုင်မှုစိတ်ကိုတတိနဲ့စောင့်ကြည့်နေရတာဟာကိုကျင့်နှံ့မှုနှစ်သိမ့်မှုတိုးတက်ပါလိမ့်မယ်ငါတနေ့တာဟာပြပြလိုက်တာလို့လည်းခံစားရမယ်လက်တွေ့လုပ်ကြည့်ရင်သိမှာပါတနေ့တာကိုပြပြအောင်လုပ်လိုက်ရတယ်လို့ခံစားမိဖို့ဆိုတာရောက်လဲစိတ်နဲ့လုပ်လို့မရပါဘူးနော်တကယ်ပြပြတဲ့စိတ်နဲ့ပြတသားတိတိမတ်မတ်လုပ်ယူမှရတာပြတသားတိတိမတ်မတ်လုပ်မယ်ဆိုရင်ဂျာလီစိတ်ကျဉ်းမှုတိုးလေးဖြစ်လာမယ်တတိနဲ့တိလိုက်တဲ့အချိန်တိုင်းဟာကိုရလိုက်တဲ့အချိန်မှာတတိမပါညံမပါကုန်သွားတဲ့အချိန်တိုင်းဟာဆုံးရှုံးလိုက်ရတဲ့အချိန်မှာနော်တတိယချက်ကတော့တက်ကြွနဲ့အသွင်ခွန်ဆိုင်လောက်ခါတာတကူကိုလုပ်ပါတခါတလေဘာရယ်လို့မှမသိစိတ်အခြေအနေကနည်းနည်းကျနေသလိုဖြစ်တတ်တယ်အဲ့ဒါဆိုရင်အင်အားသုံးပြီးလုပ်ရမယ့်အိမ်မှုကိစ္စတခုကိုထားလုပ်လိုက်ပါဥပမာမိဖို့ကြောင့်ကြံမြင့်နေရေဆေးဖြစ်တာမျိုးကားရေဆေးဖြစ်တာမျိုးစသည်ဖြင့်အားနဲ့အင်းနဲ့လုပ်ရတာတခုပေါ့တခုကိုတကယ်စိတ်ပါလက်ပါလုပ်လိုက်မယ်လို့ဆုံးဖြတ်လိုက်တာနဲ့ပျော်သွားတာတွေ့ရမယ်ထူးခြားတာကအားကိုသုံးလိုက်တာနဲ့နောက်ထပ်အားတွေထွက်လာတာပဲတကယ်ကိုထူးတာကတော့လှုပ်တဲ့လှုပ်ထိုက်တာတခုကိုပြီးမြောက်သွားတယ်ဒါကြောင့်ကိုကျဉ်းနှက်သွားတယ်ကိုကျဉ်းနှက်မှုဖြစ်ရတာဟာပျော်စရာသိကောင်းပါတယ်ဒါကြောင့်မို့ဘာလုပ်ရမလဲဆိုတာဆုံးဖြတ်ပါထားလုပ်လိုက်ပါနောက်တစ်မျိုးအရေးကြီးတွေရှိတယ်လို့တွေးမိရင်တော့ဆုံးဖြတ်တဲ့အတိုင်းလုပ်လိုက်ပါဒါဆိုအမေရိတို့ဒီနေ့ဖတ်ခဲ့တာတွေကိုပြန်ပြီးအကျဉ်းချုပ်ကြည့်မယ်ဆိုရင်နံပါတ်1အနေနဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုပို့ပြီးအလေးနက်ထားကြည့်ပြရမယ်ကိုကျန်းမာမှစိတ်ချမ်းသာမယ်ဒါကြောင့်မို့ကိုယ့်ရဲ့နေ့စဉ်ဒီဝါကိစ္စရပ်တွေကိုလုပ်ရင်းနဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုပို့ပြီးတော့အထောက်အကူပြုစေမယ်ကိုလည်းလှုပ်ရှားမှုတစ်ခုကိုအမေရိတို့တစင်တစိုက်လုပ်ကြမယ်အားကစားလို့ပြောလိုက်တဲ့အခါမှာအရင်ပြင်းထန်တဲ့အားကစားမျိုးကိုပဲဆိုလိုတာမဟုတ်ဘူးထမင်းစားပြီးလမ်းလျှောက်တာမျိုးဒါမှမဟုတ်မနက်မိုးလင်းတဲ့အခါမှာ stretching လုပ်တာမျိုးအကျိုးဆန်တာမျိုးအစရှိသဖြင့် small steps လေးတွေနဲ့ consistency ရှိအားကစားလုပ်သွားမယ်ဆိုရင်ကျန်းမာတဲ့ခန္ဓာကိုယ်ကျန်းမာတဲ့စိတ်ကိုအမေရိတို့ရရှိမယ်ဒုတိယချက်ကတော့အမေရိတို့တွေပြစ္ဆုတ်ပံမှာပို့ပြီးတော့အာယုံဆိုင်နိုင်မှုကြိုးစားရမယ်နေ့ရက်တိုင်းကအသက်လို့ခံစားပြီးကိုတကယ်ရရှိရတဲ့ပြစ္ဆုတ်ပံအချိန်ကာလလေးအတွင်းမှာကောင်းတဲ့ energy အများကြီးအသုံးချရင်းနဲ့ design မမဲ့ကြိုးစားမယ်ဆိုရင်ကိုလိုချင်တဲ့အနာဂတ်ပန်းတိုင်းကိုလိုချင်တဲ့ highest version self ကိုရမယ်ဆိုတာအမေရိပြေဝယုံကြည်ရဲ့နောက်နံပါတ်3ချက်ကတော့အကြောင်းပြချက်မရှိဘဲနဲ့စိတ်တွေလေးလံထိုင်းမိုင်းနေတဲ့အခါမှာအသွင်ခွန်ဆိုင်လုပ်ပါမယ်လုပ်ငန်းတာဝန်တစ်ခုခုကိုထားလုပ်လိုက်ခြင်းဖြင့်အမေရိတို့ရဲ့စိတ်တွေပိုပြီးပြန်ပြီးတော့ active ဖြစ်လာမယ်ပြန်ပြီးရှင်လန်းလာမယ်ဆိုတာကိုအမေရိတို့လေ့လာခဲ့ရတယ်အမေရိရဲ့စာဖတ်စီစဉ်လေးကိုဒီမှာပဲရနာလိုက်ပါမယ်နောက်နေ့ဒီမှာလည်းအမေရိတို့စာဖတ်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်If you like this video, don't forget to give like and subscribe. I will see you in my next video. Bye bye.